မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာပီတာညွှန်ကြားမှုအစီဌာနမှာ2025ခုနှစ်အောက်တိုဘာလ19ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းတော်ရရှိခဲ့တဲ့အနည်းဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်စီနဲ့မန္တလေးမြို့မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးတုံးကဖန်ရရှိတဲ့ပုံရဘင်္ဂလားပင်လယ်ရှေ့လေပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်လီပင်လယ်ပြင်နဲ့ကျဲမင်္ဂလာပင်လယ်တို့မှာတိမ်တင်မှတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့အေယာရီတိုင်းဒေသကြီးမှာမိုးတိမ်နှုန်းများဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်နှုန်းများရွေ့လျားရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကခြင်းမိုးတစ်ချုံခြင်းမိုးကြိုဖြစ်ခြင်းလက်စီးလက်ခြင်းနဲ့မိုးတီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်မှတိမ်ထူထန်နေရကိုတွေ့ရပါတယ်ပူပိုင်းမုန်တိုင်းဖန်ရှန်ခြေနေတဲ့ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာအနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီးဖိလစ်ပိုင်နိုင်ငံလူဆုံကျွန်းတောင်ပိုင်းပင်လယ်ကွေ့သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါပူပိုင်းမုန်တိုင်းဖန်ရှန်ဟာမြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆုံကျွန်းသို့ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အော်ချိန်ဒီမှာဘင်္ဂလားပင်လယ်အော်ရှေ့လေပိုင်းမှာတိမ်နှင်းငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျဲမင်္ဂလာပင်လယ်အော်တို့မှာတိမ်တင်မှတိမ်ထူထန်နေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနဲ့ငယ်မှာတင်ရှိပါမယ်။လိုင်းမြမကဲရိုးတဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ6ပေခန့်ရှိနေပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနေပြည်တော်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာကွက်ကြားကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာကျကျနေရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်မိုးထချုံရွာပါမယ်နေပြည်တော်နဲ့ဒီတွိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယပ်61ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နဲ့နေတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလေနေရာကွက်ကြားမိုးထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နဲ့နေတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလေနေရာကွက်ကြားမိုးထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယပ်61ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးပိုလာပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကြမှာချမ်းသာကြပါစေရှင်